ဒီကနေ့တော့ကျွန်တော်မြန်မာနိုင်ငံမှာရှေးစိန်လို့လူသိများတဲ့သွေးကွက်တစ်ခုချောင်းကျွန်တော်ပြောအောင်ပါဆိုတော့ကူရှင်ကပ်ပါကျွန်တော်အရင်တော့ကျွန်တော်အရှိဗီဒီယိုတွေမှာ4000စိန် square sheet တွေချောင်းကျွန်တော်တော်တော်လေးပြောခဲ့ပြီးပါအဲ့ဒီမှာကိုက4000ဆန်ဆန် brilliant ဖြစ်တဲ့ look ကိုလိုချင်နေဆိုလို့ရှိရင်ကျွန်တော် princess cat ဆိုပြီးတော့ရွေးလို့ရတယ်ဒါမှမဟုတ် label လေးနဲ့ခြုံထက်နေတာမျိုးဟာစိန်ရဲ့ durability ကိုထိခိုက်နိုင်တယ်ဆိုတော့အဲ့ဒါကိုမဖြစ်စေချင်ဘူးဆိုလို့ရှိရင်ကျွန်တော် radiant cat တွေမျိုးကိုရွေးလို့ရတယ် brilliant လည်းဖြစ်တယ်ခုနကလည်းမျိုးခြုံထက်နေတာမျိုးလည်းမပါတော့ဒါကမှကိုက emerald cat လိုမျိုး step cat ရှင်းရှင်းလေးဖြစ်နေတာမျိုးကိုကြိုက်တယ်4000ဆက်သက်ကလေးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ archer cat လိုမျိုးရွေးလို့ရတယ်ဆိုတော့ဒီကနေ့ cushion cat ကတော့ကျွန်တော်တို့အဲ့ဒါတွေအားလုံးကိုလုံးဝမကြိုက်ဘူးကိုက brown brilliant cat လိုမျိုးခဝဝိုင်းလေးဖြစ်နေရလေးကိုလည်းလိုချင်တယ်4000ဆက်သက်ကလေးလိုချင်တယ်ဆိုလို့ရှိရင်ရွေးချယ်တဲ့သွေးကွက်တစ်ခုလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာအရင်ကတည်းကအသုံးများတဲ့သွေးကွက်တစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်အဘိုးဘွားရဲ့လက်ထက်တုန်းကရှေးစိန်လို့ပြောနေကြတဲ့သွေးကွက်ကဒီ cushion cat ရဲ့ရှေးရခင်သွေးတဲ့ပုံစံဖြစ်ပါတယ် oh my god လို့ခေါ်ပါတယ်ဗျဆိုတော့အဲ့ဒီသွေးကွက်တွေတုန်းကသူမျက်နှာပြင်ကျင်းပြီးတော့ဒီဇောင်း crown လို့ခေါ်တဲ့ဇောင်းတွေကျဲရဲ့အတွက်ကြောင့်သူ့ရဲ့အကျိုးကျေးဇူးအနေနဲ့Leicester အားနေတယ်ဆိုပေမဲ့ကျွန်တော် fire မီးအားကောင်းတယ်ဆိုတဲ့သဘောမှရှိတာပေါ့ဗျဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ရှေးစိန်တွေကပို့ပြီးတော့မီးအားကောင်းတယ်ဆိုတော့ဒီ crown angle ဘေးဇောင်းတွေကျဲရဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဆိုတော့ဒီနောက်ပိုင်းသွေးတာတွေကတော့ oh my god တော့မသွေးတော့ဘူးဗျာ modern cushion cat တွေကတော့ပို့ပြီးတော့သွေးလာကြတယ်ပေါ့ဗျာဆိုတော့အဲ့ဒါကိုမှကိုကရှင်းမျောလေး radiant cat လိုမျိုးလိုချင်တယ်ဒါမှမဟုတ် square 4000ပုံစံမျိုးလေးပဲလိုချင်တယ်ဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့ပုံစံကို land to weight ratio အလျားနံကိုချိန်ဆပြီးတော့ဝယ်ရမှာဖြစ်ပါတယ်ဆိုတော့ brown brilliant cat နဲ့တော်တော်လေးစင်တဲ့သွေးကွက်တစ်ခုဖြစ်ပါတယ်ဈေးနှုန်းအပြင်လည်းတော်တော်လေးပိုတက်တာတဲ့သွေးကွက်တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီလိုသွေးကွက်တွေဝယ်ရတဲ့ခါမှာအထူးသဖြင့် fancy cat တွေပေါ့ဗျာ fancy cat တွေဝယ်ရတဲ့ခါမှာကျွန်တော်တို့ brown brilliant cat နဲ့မတူတာကbrown brilliant cat လိုမျိုးကာလာလဲ budget လောက်ထိ short ဝယ်လို့ရတာမျိုးတိုက်စင်မှုဆိုပို့ပြီးတော့ဆိုးတယ်တိုက်စင်မှုဆို VS connection လောက်ထိအေးသေးစင်းဝယ်လို့ရတာမျိုးတခါစီအပွင့်ကြီးရဆိုလို့ရှိရင် SI လောက်ထိရောက်သွားလို့ရသေးတယ်ဆိုပေမဲ့ဒီ fancy cat တွေမှာကျတော့ကျွန်တော်တို့အဲ့လိုမျိုး short လို့မရတော့ဘူးဗျကာလာဆိုလို့ရှိရင်လည်းကိုကဖြူတာကြိုက်တယ်ဆိုလို့ရှိရင်အနေဆုံး GH လောက်ဝယ်မှအဆင်ပြေတယ်တိုက်စင်မှုဆိုလို့ရှိရင်လည်းကျွန်တော်တို့အများဆုံး VS connection ဆိုတာအောက်ထစ်ပဲအဲ့တဲ့များထက်ကြွားမယ်ဆိုလို့ရှိရင်အဲ့ဒီလို cushion cat တွေနောက် step cat တွေဆိုလို့ရှိရင်ပို့ပြီးတော့အထဲမှာအနာစာပါတာကိုမြင်ရတယ်ပေါ့ဗျာဆိုတော့ဒီနေရာမှာတော့သူအားနည်းချက်တစ်ခုအနေနဲ့ရှိပါတယ်ကာလာနဲ့တိုက်စင်မှုတွေအရင်ရှုပ်လို့မရပါဘူးဆိုတော့ design အနေနဲ့ကတော့ဒီ cushion cat တွေကကျွန်တော်တို့ halo design တွေကတော့ halo setting တွေကတော့ပို့ပြီးတော့ light ဖက်ညီတာကိုတွေ့ရပါတယ်နောက်ပြီးတော့ vintage ဖြစ်တဲ့ look ပုံစံမျိုးကိုခတ်မယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့ light ဖက်တာကိုတွေ့ရမှာဖြစ်ပါတယ်Okay ဒီလိုဆိုရင်ကျွန်တော် question ကကြောင်းတော်တော်လေးပြည့်စုံလေးသိသွားမယ်လို့ထင်ပါတယ်အကျိုးရှိမလို့ယုံကြည်ပါတယ်အားလုံးပဲလှပပြီးတော့တန်ဖိုးနဲ့ထိုက်တဲ့ရတနာလူတိုင်းပိုင်ဆိုင်နေကြပါစေကျွန်တော်ကမြန်မာနိုင်ငံပထမဆုံးစိတ်အသိပညာမျှဝေပေးတယ်ကိုရနိုင်မှုမြန်မာမှာကိုရဲရင်ပါ For those who want more